တချို့အိမ်တော်ကြီးတွေမှာပဲဖြစ်ဖြစ်တချို့ relationship တွေမှာဖြစ်ဖြစ်တယောက်နဲ့တယောက်အဲ့လိုမျိုးခုံးမနိုင်စရာဘာအပြစ်မှလည်းလုံးမထားကြဘူးပြောမဲ့သူသစ္စာစောင့်သိမှုလည်းရှိတယ်ကိုကျင်တရားလည်းကောင်းတယ်ဒါပေမဲ့တယောက်နဲ့တယောက်အဲ့လိုမျိုးအနိုင်လိုချင်တဲ့အကြောင်းအရာတစ်ခုကြောင့်ပဲဖြစ်ဖြစ်စိတ်ထဲမှာပါပဲဖြစ်ဖြစ်သုံးလုံးလိုက်တဲ့စကားလုံးလေးတစ်လုံးနှလုံးကြောင့်တချို့ဘဝတွေကအဲ့လိုမျိုးပြန်ပေါင်းဆက်လို့မရအောင်တော့ဒီဝေးကွာသွားတဲ့အခြေအနေမျိုးတွေအများကြီးရှိတယ်ပေါ့နော်အဲ့လိုအရာတွေကိုတည်ကြထောက်ပြပြီးတော့ရိုက်ပြထားတဲ့ဒါကဂျပန်အိမ်တော်ရေးရုပ်ရှင်လေးတစ်ခုဖြစ်တယ်ဂျပန်ရုပ်ရှင်တွေရဲ့ကောင်းတာတစ်ခုကအဲ့လိုရိုးရှင်းရှင်းလေးနဲ့ရင်ဘတ်ထဲကိုရောက်အောင်ထည့်သွားနိုင်တာပဲပေါ့နော်ကျဲမှာပါရမင်းသားကသူကရှင်းနေဖြစ်ဖို့ကြိုးစားနေရပါတော့ဒီချိန်မှာသူ့ကောင်မလေးကသူ့အလိုစာရေးပါကူးချက်ပေးတယ်ဖြစ်ချင်တော့မင်းသားအဲ့ရှင်းနေဆောင်မမောင်မင်းနဲ့သူ့မိန်းမသူ့ကောင်မလေးကဒီရှင်းနေဆောင်မအောင်သွားတယ်ပေါ့နော်ဒီချိန်မှာသူ့ကောင်မလေးဒီရှင်းနေအလုပ်ကိုလုပ်ရတယ်ပြောမှဆိုရင်တော့သူ့ထက်သူ့ကောင်မလေးကပို့ပြီးတော့အောင်မြင်သွားတာပေါ့နော်ဒီချိန်မှာမင်းသားကလိုမျိုးသူ့ဘာသူအိမ်မနေပြီးဒီကလေးတယောက်နဲ့နောက်ကနေအိမ်မှုကိစ္စတွေလိုက်လို့ရတယ်ကောင်မလေးကကြတော့လိုမျိုးရှင်းနေဖြစ်ပြီးတော့အလုပ်ထွက်လို့ရတယ်ပေါ့နော်ဒီချိန်မှာသူတို့ယောက်ကပြောင်းပြန်ပုံစံအဲ့လိုမျိုးဖြစ်နေတယ်တနေ့နေ့အဲ့လိုမျိုးသဝင်းနဲ့မင်းသားလိုမျိုးသူ့ရဲ့အိမ်မက်တွေရော်ရဲလာပြီးတော့သူတို့ကတနေ့မှအဲ့လိုစကားတွေများကြတယ်အဲ့လိုပြောရင်လည်းစကားလုံးလေးအသုံးလုံးတစ်ခုကြောင့်သူတို့ဝေးသွားတဲ့ပုံစံလေးကိုရိုးရှင်းရှင်းနဲ့ရိုက်ပြထားပြီးတော့အချစ်ဆိုတာဘယ်လိုမျိုးလဲအိမ်တော်ရေးဆိုတာဘယ်လိုမျိုးလဲဆိုတာကိုတေးချာရင်ထဲကိုရောက်အောင်ရိုက်ပြထားတဲ့ဒရမာပုံစံလေးဆိုပြီးတော့မှန်လိမ့်မယ်အချက်ကားပုံစံအိမ်တော်ရေးပုံစံလေးကိုကြိုက်တဲ့သူတွေတော့ဒီကလိုမျိုးစဉ်းစားစရာငေးမောစရာလွမ်းမောစရာရုပ်ရှင်လေးတစ်ခုဖြစ်နေမယ်ဆိုတော့သိရတယ်ပေါ့နော်